ခါလူတယောက်ဟာဘုရားတဲ့ကြောင်းဆောင်စတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တယ်ဒီကောင်းမှုတွေကြောင့်ပဲငါသိရင်ငါပဲခံစားရမှာပဲလို့ယူဆရင်တတ္တရဒိဋ္ဌိဖြစ်ပါတယ်ဘာကြောင့်တတ္တရဒိဋ္ဌိဖြစ်ရတာလဲဆိုရင်ကောင်းမှုပြုတာကတယောက်အကျိုးခံစားရတာကတယောက်ဖြစ်နေလို့ပါပဲဒီလိုမှတ်ယူတာမှန်လားရှင်ဘုရားကြောက်ဘုရားလူတယောက်ဟာဘုရားတဲ့ကြောင်းဆောင်စတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တယ်ဒီကောင်းမှုတွေကြောင့်ငါသိရင်ငါပဲအကျိုးခံစားရမှာပဲလို့ယူဆရင်တတ္တရဒိဋ္ဌိဖြစ်ပါတယ်ဘာကြောင့်တတ္တရဒိဋ္ဌိဖြစ်ရလဲဆိုရင်ငါသိရင်ငါပဲအကျိုးခံစားရမှာပဲလို့ယူဆလို့ပါဒီလောက်တိုင်းတာအထိတခါယူဆပုံမှန်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲယူဆပုံကမှားတယ်နောက်ဆက်တွဲမှာကောင်းမှုပြုတာကတယောက်အကျိုးခံစားရတာကတယောက်ဖြစ်နေလို့ယူခြင်းဒီလေဒိဋ္ဌိဖြစ်နေလို့ပါဒါကဥစ္စေတာဒိဋ္ဌိပါတပားသူကပြုလုပ်ပြီးတပားသူခံစားရတယ်လို့ယူခြင်းကြောင့်ပါတပားသူကပြုလုပ်ပြီးတပားသူခံစားရတယ်လို့ယူခြင်းသည်ဥစ္စေတာဒိဋ္ဌိမြည်တယ်ဒီတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိအစွန်းနှစ်ပါးကိုမမီဝဲမူရဲ့အောက်ပါအတိုင်းယူရပါမယ်ဘုရားတဲ့ကြောင့်ဆောက်စားတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခြင်းသည်မကောင်းမှုကိုပြုလုပ်ခြင်းသည်ဟူသောပြုပင်စီရင်ခြင်းအကုသိုလ်သင်္ခါရတို့ချုပ်ရာချုပ်ချောင်းဖြစ်ပြီး၎င်းမကောင်းမှုတို့ကိုပြုလုပ်ခြင်းသည်ဟူသောပြုပင်စီရင်ခြင်းအကုသိုလ်သင်္ခါရတို့ချုပ်ခြင်းကြောင့်အကုသိုလ်နဲ့ဆိုင်သောဆိုင်ရာဝိညာဉ်ချုပ်၏ဆိုင်ရာဝိညာဉ်ချုပ်ခြင်းကြောင့်ဆိုင်ရာယုံ nant ချုပ်၏ဆိုင်ရာယုံ nant ချုပ်ခြင်းကြောင့်ဆိုင်ရာတရားအာရဏ6မျိုးချုပ်၏ဆိုင်ရာတရားအာရဏ6မျိုးချုပ်ခြင်းကြောင့်ဆိုင်ရာတွေ့ထိခြင်းဘတ်တာချုပ်၏ဆိုင်ရာတွေ့ထိခြင်းဘတ်တာချုပ်ခြင်းကြောင့်ဆိုင်ရာခံစားခြင်းဝေဒနာချုပ်၏ဆိုင်ရာခံစားခြင်းဝေဒနာချုပ်ခြင်းကြောင့်ဆိုင်ရာတက်မှတ်ခြင်းတဏှာချုပ်၏ဆိုင်ရာတက်မှတ်ခြင်းတဏှာချုပ်ခြင်းကြောင့်ဆိုင်ရာဆွဲလန်းခြင်းဥပါဒံချုပ်၏ဆိုင်ရာဆွဲလန်းခြင်းဥပါဒံချုပ်ခြင်းကြောင့်ဆိုင်ရာဖြစ်ကြောင်းကံဘဝချုပ်၏ဆိုင်ရာဖြစ်ကြောင်းကံဘဝချုပ်ခြင်းကြောင့်ဆိုင်ရာဖြစ်ခြင်းဇာတိချုပ်၏ဆိုင်ရာဖြစ်ခြင်းဇာတိချုပ်ခြင်းကြောင့်ဆိုင်ရာအိုခြင်းတေခြင်းပူဆွေးခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့ချုပ်ကုန်၏ဤနည်းဖြင့်ဆိုင်ရာဆင်းရဲအစုတသက်သည်ချုပ်လေ၏ဟုယူရပါမယ်ဒါမှသာယူမှန်တမာဒိဋ္ဌိဖြစ်ပါမယ်ဒါကြောင့်လူတစ်ယောက်ဟာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ရင်ဒီကောင်းမှုတွေကြောင့်ငါသိရင်ငါပဲအကျိုးခံစားရမှာပဲလို့မယူရဘူးတခြားတစ်ယောက်ခံစားရမှာလို့လည်းမယူရဘူးငါလည်းမဟုတ်တခြားသူလည်းမဟုတ်သူခံစားရမှာလို့လည်းမယူရပါဘူးဘာလို့လဲဆိုတော့ဒါတွေကမိစ္ဆာဒိဋ္ဌိအယူတွေမဟုတ်ပါအမှန်တကယ်တရားသဘောမှာကငါဖြစ်နေရလည်းမဟုတ်ပါဘူးသူဖြစ်နေရလည်းမဟုတ်ပါဘူးဆင်းရဲခြင်းသဘောတွေဖြစ်နေတာဆင်းရဲကြောင်းသဘောတွေဖြစ်နေတာဆင်းရဲချုပ်ရသဘောတွေဖြစ်နေတာဆင်းရဲချုပ်ရသောယောက်ျားသဘောတွေဖြစ်နေတာပါဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ရင်ဒီကောင်းမှုကုသိုလ်တွေကြောင့်ငါသိရင်ငါပဲအကျိုးခံစားရမှာပဲလို့လည်းမယူရဘူးအခြားတစ်ယောက်ခံစားရမှာလို့လည်းမယူရဘူးကုသိုလ်တွေကြောင့်အကုသိုလ်တွေနဲ့၎င်း၏နောက်ဆက်တွဲဒီလိုဆင်းရဲခြင်းတရားတွေချုပ်ငြိမ်းသွားတယ်လို့ပဲယူရပါမယ်၎င်းအကုသိုလ်တွေနဲ့၎င်းတို့၏နောက်ဆက်တွဲဆင်းရဲခြင်းတရားတွေထဲမှာဆိုင်ရာတဏမာနဒိဋ္ဌိတွေလည်းပါပါတယ်ဒါကြောင့်သူတို့လည်းချုပ်တယ်ကုသိုလ်ကဒါတွေကိုပင်နိုင်စမ်းရှိတယ်ကုသိုလ်လို့ပြောတဲ့နေရာမှာဘုရားတည်ကြောင်းဆောက်ခြင်းကိုပဲတထိတ်ချမြည်ရဘူးနော်သူစရိုက်တရား10ပါးကုသိုလ်ကောင်းမှုအလုံးကိုပြောတာလို့ချဲ့မြင်တတ်ရမယ်ဒါနသီလဘာဝနာအပစာယနာဝေယဝိစ္စပရိဒါနပဒါနုမောဒနာဓမ္မတဝနာဓမ္မဒေသနာဒိဋ္ဌိစုကမ္မအလုံးကိုပြောတာပါဒါဆိုရင်တခါတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိဟူသောအစွန်းနှစ်ပါးကနေလွတ်ပြီးဒါတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိအစွန်းနှစ်ပါးကနေလွတ်မြောက်သွားပုံပဲကြောက်ဖျားနာဂရမုနိအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယ